အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြနေရတော့ဒါနော်မိုးကုတ်တဘာဝ natural spin နဲ့အညံပန်းလေးပါခင်ဗျာအညံပန်းပဲဒါကတော့စိန်ကျွန်းလေးနော်စိန်ကျွန်းလေးကစိန်ကျွန်းသွေးကွက်ဆိုလို့ရှိရင်ဒါစိန်ကျွန်းနဲ့သွေးမယ်ဆိုတက်ကလပ်ကိုတော်တော်ပေးနေရတယ်နော်ဒါသွေးခတာမရှိတော့အရေးလေးတော်တော်တက်မယ်စိန်ကျွန်းဆိုရတဲ့မဲ့ချွန်းမြည်နေတော့ရဲရဲဆက်ဆက်ကိုချွန်းမြည်နေပါနော်โอเคပါဒါလေးကတော့တော်တော်လေးအရေးတက်မယ်ဒါလေးကိုလည်းတက်နေမယ်ပြီးမှသူများဒါ1000ခွဲ18000ရောင်းနေတဲ့အနေထားပါကွာကျွန်တော်ဘယ်လောက်နဲ့ပေးမလို့ဆိုဒါလေးကိုတက်ကလပ်လေးမြန်မာငွေကျပ်9000ကျပ်နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာတက်ကလပ်လေးမြန်မာငွေကျပ်9000ကျပ် OS ကလေးမဖို့တော့မရှိဘူးเนาะတက်ကလပ်ကို9000ဒါပေမဲ့ဒါလေးရခွဲမရောက်ပါဘူးလောပြက်ပဲရောက်ပါမယ်လောပြက်ပဲရောက်ပါမယ်ခင်ဗျာဒါဆိုကလပ်100ကျော်ရောရှိပြီခင်ဗျာเนาะလောပြက်ပဲရောက်ပါမယ်လောပြက်ပဲရောက်ပါမယ်ခင်ဗျာအကြီးတော်တော်တန့်တယ်ဘောလောဘန်တို့အကြီးတော်တော်တန့်တယ်เนาะ OS အိုးမာလီလာလိုက်တာဒါလေးကိုတက်ကလပ်လေးမြန်မာငွေကျပ်9000ကျပ်ပါခင်ဗျာမြန်မာငွေကျပ်9000ကျပ်ပါခင်ဗျာဒါလေးကတော့စပိန်နယ်เนาะစိန်ချုံလေးပါခင်ဗျာစိန်ချုံလို့ခေါ်ပါတယ်စိန်ချုံတာမဟုတ်ဘူးလွန်ထွက်ပြီးချုံမြည်နေပါတော့အောက်မှာတော့လာကင်ကြည့်လိုက်မစူရင်ကြိုက်လို့တော့ပြောโอเคပါဒါလေးကိုတက်ကလပ်လေးမြန်မာငွေကျပ်9000ကျပ်ပါခင်ဗျာ9000ကျပ်နဲ့ရောင်းချပေးခြင်းဖြစ်ပါတယ်ခင်ဗျာโอเคပါဒါလေးကိုမိုင်းမယ်ဆိုကျွန်တော် Viber ဖုန်းနံပါတ်3995515556တို့ဆက်သွယ်ပေးပါခင်ဗျာတော်တော်တန်တော့အိုးမလေးလာလိုက်တာ WhatsApp โอเคပါတာယာချမ်းမြေတော်နေလူကိုပိုင်းဆိုင်နေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ